ပိန်နေတဲ့လာပြီးအိမ်ပြန်ရောက်တော့အဲ့ဒီကမမောင်ဝင်ကုန်တိုက်တစ်ခုသွားမယ်လေတဲ့လမ်းမှာသူ့သားအတွက်ဆေးဝင်ဝယ်မယ်လို့လည်းပြောတယ်ဆေးဝင်ဝယ်တဲ့ကုန်တိုက်ဘေးမှာသူရဆိုင်တစ်ဆိုင်ရှိတော့ကျွန်တော်အိမ်မှာချခဲ့မစိုးပါဘူးအင်ကြီးတွေကအော်သားပဲအော်ရဲဆိုတာဈေးကြီးရလို့ပြောရပါဖက်နက်စင်တာရောက်တော့အနီရောင် DC ဖက်နက်တရားကိုကျွန်တော်တွေ့ဈေးကဘတ်320လောက်ပဲဆိုတော့ကျွန်တော်သဘောကျပါတယ်စီးကြည့်တော့မချွတ်ချင်လောက်အောင်ပို့ပြီးသဘောကျပါတယ်အဲ့ဒါနဲ့ကျွန်တော်မလာခဲ့လိုက်တယ်ဒီခီးကိုလာတဲ့အချိန်မှာဖက်နက်တရားဝယ်မယ်ဆိုတဲ့စိတ်ကူးလည်းရှိရအောင်ပြီးတော့ကြံသေးတယ်အစ်စ်မြင့်ဝတ်သားဘူးတစ်ခုကိုကြော်ပြီးစားဖို့ချင်းမိုင်ကိုဘန်ကောက်တက်ကြရတဲ့အကြောင်းရင်းကလမ်းရှင်းတာလည်းပါတယ်ဘယ်သွားမိနစ်20လောက်ဆိုရောက်ပြီနောက်ထပ်ကုန်တိုက်တစ်ခုကအားကစားပစ္စည်းတွေတော်တော်စုံတဲ့နေရာပေါ့မစိုးပါဘူးပစ္စည်းတွေကအစားအားလုံးဝယ်နိုင်တဲ့ဈေးတွေနဲ့ quality မနှိမ့်အောင်ပစ္စည်းတွေလုပ်ထားပြီးမိတ်ဆွေဈေးပေးနိုင်ရင်ပေးနိုင်တယ်လို့ပစ္စည်းကောင်းတွေရှိတာပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့လိုခဏတစ်ဖြုတ်ပဲစပိန်စီးမဲ့လူတွေခဏတစ်ဖြုတ်ပဲခရီးသွားမဲ့လူတွေအတွက်တင့်တော်တဲ့ဈေးတွေနဲ့အားကစားပစ္စည်းတွေတောတိုးလျှောက်သွားတောင်တက်ရေကူမာယူအဲ့ဒီပစ္စည်းတွေလည်းရှိတယ်နှစ်ပတ်လောက်ပတ်ကြည့်ပြီးတော့ဈေးသက်သာတဲ့စပိန်စီးဘောင်းမီတစ်ထည်ရယ်ရေဘူးတစ်ဘူးရယ်လက်စွပ်တစ်ခုရယ်လက်အိတ်တစ်စုံရယ်မီးတစ်လုံးရယ်ကျွန်တော်မလာလိုက်အားလုံးပေါင်းမှမြန်မာငွေ6000ကျော်လောက်ပဲကျမယ်ထင်ပါတယ်မနေ့စောစောထားရမှာတည်ရမယ်ညကြရင်စားဖို့အချိုးတွေပါညာတွေဝယ်ဖို့ကျွန်တော်မျိုးတွေကိုထပ်ပြီးလိမ့်လာလိုက်မျိုးထဲမှာလူငယ်ဘန်တွေကြီးပဲဖြုတ်တဲ့နေရာရှိတယ်တဲ့အဲ့ဒီကိုလည်းကျွန်တော်ဝင်ကြည့်မယ်လို့စိတ်ကူးတယ်အရင်ပွဲတော့ကနွေဦးတက်မှာဒရန်တီးခဲ့ဘူးတဲ့ဘဲတပွေရှိတယ်သူ့နာမည်ကိုသေချာမသိပေမဲ့ထိုင်းမှာသချင်းလုပ်တဲ့လူငယ်တွေထဲမှာတယောက်တည်းသောကြောင်းရဲ့တငယ်ချင်းမလားသူကအင်္ဂလိပ်လိုတော့သိမပြောဘူးအများရန်ပြုံးနေတယ်စပင်ကအလဲခွဲနဲ့ကျွန်တော်လည်းအင်္ဂလိပ်လိုပြောရင်တလွဲတွေကြီးပါပဲဒါပေမဲ့အဆင်ပြေပါတယ်တချို့နေရာမှာဘာသာစကားတွေကမလိုဘူးလေသိရမလားနှလုံးသားချင်းသိနာလဲဆိုရပြီသူတို့စီမှာလူငယ်တွေကကိုပိုင်တီးဝိုင်းတွေကိုပိုင်သချင်းတွေရှိကြတယ်ဒါပေမဲ့ session သဘောမျိုးညဘက်ဖြောပြရေးနေရာတွေမှာလည်းအခကြေးငွေနဲ့သူများချင်းတွေကိုလိုက်ပြီးတီးပေးတယ်အဲ့ကောင်လေးဆိုရင်ရေဒီယိုမှာလည်းစကားပြောတယ်တဲ့အသက်ကတော့ကျွန်တော်နဲ့20လောက်နီးပါးกว่าတယ်ဒီညကတော့ထိုင်းနာမည်ကြီးပြီးသားသချင်းတွေရှောက်တီးရညပေါ့17နာရီလောက်ကျတော့ကျွန်တော်အိမ်ကိုလမ်းလျှောက်ပြန်လာခဲ့လမ်းတစ်လျှောက်မှာဘီလင်းနေတဲ့ဘီယာဆိုင်တွေတိတ်ဆိတ်နေတဲ့ယထာတန်လန်းတွေကြွေကြနေတဲ့အရွက်တွေတနေရာရောက်တော့နောက်ကနေ3မိန်းတစ်စီးနဲ့လူတစ်ယောက်ကျွန်တော်ကိုလိုက်လာပြီးအတင်းခေါ်တယ်ကျွန်တော်ကရက်ပြီးဘာလို့လဲလို့မေးလိုက်တော့သူကဖုန်းကိုဖွင့်ပြတယ်သူ့ဖုန်းမှာပေါ်နေတာကအမျိုးသမီးတစ်ယောက်ကိုတုံးလုံးနဲ့ဗီဒီယိုပါကျွန်တော်လက်ခါပြပြီးတော့ရှေ့ကိုဆက်လျှောက်လာတယ်တကယ်တော့ကျွန်တော်ရှာနေရကည7:00နာရီအထိဖွင့်တဲ့ရဲစရာဆိုင်တွေပါ